ကလေးရောလူကြီးပါကြိုက်တဲ့ကြက်ချိုပေါင်းလေးချက်စားဖြစ်ပါတယ်ရှင်ချက်နီးရလည်းအရန်ကိုမှရိုးရှင်းလွယ်ကူလို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်အရင်ဆုံးစားစနွှဲနယ်ထားတဲ့ချက်သားလေးတွေကိုပဲငံပြားရဲ့အကြည့်အနောက်နဲ့စီလေးအနှဲငယ်ကိုထည့်ကျက်သွန်ဒီကြိတ်ထားတာလေးကိုထည့်ပြီးရင်ကျက်သွန်ဖြူနဲ့ဂျင်းရောထောင်းထားတာလေးတွေကိုတော့အရည်လေးရင်ညှစ်ပြီးတော့မှအကုန်ရောနေပေးပါမယ်ရှင်ဒီညမှာလေးပါဝင်တဲ့ပစ္စည်းတွေကိုအကုန်ရောနေပြီးတော့ကြာလေးနှက်ထားဖို့အရေးကြီးပါတယ်ရှင်ကျမကတော့အားလုံးရောနေပြီးနိုင်ဝက်လောက်တော့နှက်ထားလိုက်ပါတယ်ပြီးရင်တော့တကြားနေတော်လေးပါထည့်ပြီးတော့နှက်ပေးထားပါမယ်ဒီဟင်းလေးရဲ့အသက်ကတကြားမို့လို့သူ့ကိုလည်းမဖြစ်မနေထည့်သုံးပေးပါတော့နိုင်ဝက်လောက်နှက်ပြီးသွားတဲ့အခါမှာတော့ချက်မဲ့အိုးတွေကိုနှက်ထားတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့လုံးပေးပါမယ်ရှင်ဒီညမှာရေလုံးဝမထည့်ပဲနဲ့ကြက်သားရဲ့အရေခွန်လေးတွေမာလာပြီးတော့သားလေးတွေတင်းလာတဲ့အထိလုံးပေးပါမယ်ရှင်သားလေးတွေတင်းလာပြီဆိုရင်တော့ရင်နွေးလေးထည့်ပြီးတော့တည်ထားပြီးလို့ရပါပြီရင်နွေးကိုကြက်သားလေးမြုပ်တဲ့ပမာဏလောက်ပဲထည့်ပြီးတော့တည်ထားပြီးလို့ရပါပြီဓာတ်မောက်ချက်ကိုသုံးထားတာမို့မိနစ်20လောက်တော့ချက်ပေးရပါတယ်ရှင်မိနစ်20လောက်ကြာတဲ့အနေထားမှာတော့ကျက်သွန်နီလေးချမ်းခွဲထားတာလေးကိုထည့်ပေးပါတယ်ဟင်းရတာကိုပိုချိုစေဖို့ပါရှင်ကျက်သွန်နီလေးတွေထည့်ပြီး9မိနစ်လောက်ကြာတဲ့အနေထားမှာတော့ကိုယ်စိတ်ကြိုက်မှုလေးတွေထည့်လို့ရပါတယ်ကျမကတော့ကျွတ်နဲ့ရွက်မှုလေးနဲ့ပဲလိတ်လေးတွေသုံးထားပါတယ်ရှင်ဒီနေရာမှာရှိတာကီမှုမဲလေးတွေထည့်ပိုကောင်းပါတယ်မှုလေးတွေချက်ပြီးဆိုရင်တော့အရသာမြည်ပြီးမိမှုပေါ်မှာချလို့ရပါပြီရှင်ဒီရင်းလေးကလေလူကြီးရောကလေးတွေပါကြိုက်လို့လိုက်ချက်စားကြည့်ကြအောင်နော်ဘိုင်